Israelia Rock nama bay ni mo Bang to na buhay Gina tum dalo hol sa lamuno bin nama de Alung sing ngeo ngeo he no happy na to nghe ni mo to nên malam này phải điều này phật Ôi bu Ông cái xinh nghèo nghèo nữa ấy China des la ni mo ha bi lai Zno nya Sa sia sia ni Na China la ya da China la ya da If the day not to dream
Nó sâu được bao nền nè, xin số chim bà đấy, nắng lệ nắng, chỉ giải như mò.
ลุงน้ำมันไหมสุดแล้วเต้คนไปกินเลยเหรอนี่มั้งไปกินลุงดำมังผ้าယခုဖြောပြတင်ဆက်သွားတဲ့ပြည်တန်ရှင်ခုပေးအားချင်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝင်ကြီးချုပ်မှစုတော်ငွေကျပ်3000ပြည်နယ်လူမှုရေးဝန်ကြီးမှစုတော်ငွေကျပ်3000ဒန်းစာမြို့နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဒေါ်ချိန်ငိုက်မောင်မှစုတော်ငွေကျပ်3000အတီးတီးချီးမြှင့်သွားပါတယ်ရှင်ဆက်လက်ပြီးတော့ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးမှတီးဝိုင်းဖွဲ့အတွက်ကျပ်9000ချီးမြှင့်သွားပါတယ်ရှင်โอเคပါဆက်လက်ပြီးတော့ကျွန်တော်တို့ဒီကနေ့ပါဝင်ရွေးချယ်ထားတဲ့ပါဝင်ရှင်မြန်ကြတဲ့အလှမယ်15ဦးတွေကနေခုနကမြင်တွေ့လိုက်ရတဲ့နောက်ဆုံးအဆင့်မရောက်ခင်ဂျားတဲ့ကစကားတဲ့10ဦးကိုစင်းမြင့်ပေါ်မှာပြန်လည်နေရာယူပေးဖို့လေးစားစွာနဲ့ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာသူ10ဦးတွေကနေနောက်ဆုံးအဆင့်စကားတဲ့ top 5 9ယောက်ကိုရွေးချယ်တော့မှာဖြစ်ပါတယ်ခင်ဗျာဒီချက်ကနာနဲ့ညီမငယ်10ဦးစီးမြင့်ပေါ်မှာပြန်လည်နေရာယူပေးပါဦးခင်ဗျာ
nan to lo in sin le tunga wa bang in kain zo in lu de ni ba chi zo kan cha kong in na sin chu te to lo nya min tong sang in tu lo in na to si lo in ni to kong cha kin lo lo na hey sa o nan kong in na sin tu hey and lam sin tu ke in na to sin tu hi tong sang in zo nya lu o Sen qua tình yêu cô thì em mô bỏ lấy lo nắng tập lối xin lấy tung á bỏ băng in cái dấu in lúc đến đi bằng từng dấu bên xa không in là xin chú tới tua lòng nhà mình tông sang in chỉ tu lối na to xì đâu đi tìm tôi cũng chẳng tin sen qua tình yêu cô thì em mô bỏ lấy lo nắng tập lối xin lấy tung á bỏ băng in cái dấu in lúc đến đi bằng từng dấu bên xa Sabi rin niya no? chú tới tua lòng nhà mình tông sang in Jack Murray, Sagadi say weဖြစ်ပါတယ်အခုကျွန်တော်လက်ထဲမှာတော့ Sagadi နောက်ဆုံးစင်ကိုပါဝင်ရှင်ပြိုင်မဲ့လူ9ဦးစင်ရောက်ရှိနေပါပြီ
သူတို့9ယောက်ထဲကနေပြီးတော့ဘသူကတော့ဒီကနေ့ညရဲ့ Miss Khua တို့2019စုရရှိမယ်ဆိုတော့ကျွန်တော်အားလုံးစောင့်မျှော်ကြည့်ရှုရမှာဖြစ်ပါတယ်ပထမဦးစွာစကားတင်နောက်ဆုံးစစ်9ဦးစင်းကိုပထမဆုံးပါဝင်လာတဲ့ပြိုင်ပွဲဝင်ကတော့ခါနံပါတ်3ဖြစ်ပါတယ်ခင်ဗျာညီမငယ်ရှူထွက်ရပေးပါဦးဒုတိယမြောက်စကားတင်9ဦးစင်းကိုပါဝင်လာတဲ့ညီမငယ်ကတော့ခါနံပါတ်10ဖြစ်ပါတယ်ခင်ဗျာโอเคပါနောက်ထပ်စကားတင်စင်းကိုပါဝင်လာတဲ့ညီမငယ်ကတော့ခါနံပါတ်10ဖြစ်ပါတယ်ခင်ဗျာနောက်ထပ်ပြိုင်ပွဲတူကတော့ခါနံပါတ်17ဖြစ်ပါတယ်ခင်ဗျာโอเคပါအခုမြင်တွေ့နေရတဲ့ညီမငယ်များတွေကနေနောက်ဆုံးတဦးအနေနဲ့ပါဝင်လာတဲ့သူကတော့ခါနံပါတ်12ဖြစ်ပါတယ်ခင်ဗျာကျရှိနေတဲ့ပြိုင်ပွဲများအားလုံးကျေးဇူးတင်ရှိပါတယ်ခင်ဗျာနောက်မှပြန်လည်နေရာယူပေးပါဦးခင်ဗျာစကားဒီနဲ့ပါတဲ့ညီမငယ်ခဏနေခဲ့ပြီပါကျန်တဲ့သူတွေဆင်းခဲ့ပြီပါโอเคကျွန်တော်ဒီပြိုင်ပွဲမှာ9ဦးကမေးခွန်းထပ်မံရှင်းပြရမှာဖြစ်ပါတယ်မေခွန်မေပေးပါရန်အတွက်ချင်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်လူမှုရေးဝန်ကြီးအားလေးစားစွာတင်ပြပါတယ်ရှင်number 2 in people không đâu nè no di tas kana be chin do be mi ba me na pasal ding na nang nuang lain te mo na pasal ding na bang pasal na dei pe na bang ci pasal de ben kayam ci le amasa pasien tum din depanina kui thai kham thai to pi kam lak ya ding ina ong bak zo den ding pasal tu pi ma khat te yin ong da meပါလာပြန်ပြီပါဒီတခါတော့ဘာမှလိုပဲမြင်ပါမယ်ကျွန်တော်ချင်းအမျိုးသမီးများဘဝမြင့်တဲ့ရဲ့အတွက်ဘာအရေးကြီးဆုံးလဲဘာဒီဥစားပြီးဆောင်ရွက်တဲ့တယ်လဲအဲ့ဒါကိုသိစေချင်ပါတယ်โอเคပါနောက်ထပ်ပြိုင်ပွဲတူကြောက်ပါခင်ဗျာ
ตมีอะတော့ခုနမိတ်ဆက်တုန်းကကျောင်းဆရာမလုပ်သိရပါတယ် ဟုတ်ကဲ့ပါရှင် ဆိုတော့ပညာဆိုတာပါလေ ပညာဆိုတာအလင်းပါပညာဆိုတာအလင်းပါပညာမရှိရင်ဘယ်လောက်ပဲချမ်းသာနေပါစေကိုယ်မှပညာမရှိဘူးဆိုရင်ကိုယ့်ရဲ့ချမ်းသာမှုကအလကားဖြစ်သွားမှာပါဒါကြောင့်မို့လို့ပညာဆိုတဲ့အလင်းကိုအားလုံးပိုင်ဆိုင်စီခြင်းပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင် ဟုတ်ပါတယ်တမီးကတော့ engineer ဟုတ်လားဟုတ်ပါတယ်နော် ဟုတ်ပါတယ်ရှင် Okay civil engineer ဆိုတော့ကျွန်တော်ချင်းပြည်နယ်မှာခုလမ်းလေးလုပ်တယ်ဒီဆောက်ရေးလုပ်ငန်းတွေလုပ်တယ်အမျိုးမျိုးလုပ်ပါတယ်တမီးအမြင်ပေါ့လေကျွန်တော်တို့ချင်းပြည်နယ်ဒီထက်မကပုံမူဖွံ့ဖြိုးအောင်ဒီထက်မကပုံမူပြီးတော့တိုးတက်အောင်ပေါ့နော်အမေအင်ဂျင်နီယာတယောက်အနေနဲ့လုပ်ပိုင်ခွင့်ရတဲ့အချိန်ကြာရင်ဘာကိုဦးစားပြီးတော့လှုပ်ဆောင်မှုကြည်ရွယ်ထားတယ်လေ so Pawi nung tong ning mo civil engineering khat kan hi na to sang mani na na hoi tak ka sep the ale ikam mina ma ding na lampi hiwang na lampi hoi lo na pen achaw yin khara mente ke jing hi mente ke jim lo na ding na ke be khilo na mi ma kim khat ja di na bio engineering a ke ji lam kim lam pa ma men ke jip na adal thei ding singno a hi zong kya ka hi zong swan thei le hang ke be khilo na mi ma kim khat ja di na han jam thei hang ching ken raming lum tam ด้วยเลยนั่งเป็นเดินนาเกนนะดีไซเนอร์ไหนพี่หมอดีไซเนอร์คัดที่นะเดินนาตัวจงแบบคัดเส้นสามอินชินนั่งดีไซเนอร์นะที่มันนี่นะตัวอะไรตักกินนะอีมินำเอชินปีเนี่ยสงะน้ำตำปีเกี่ยวมินตัวเต็งอีอากอมคอมเฮดิ้งนะกันแต่ฮิตเทนาขั้นในแหละจินแต่เตอร์เซียมเนี่ยว่าฮิตเทนาขั้นในแหละจินปังนับฮิเขมัสเดียฮิตเทนาขั้นอันนี้ฮิเลอามาสเปนินเอตริมิวเนสุงาอมเตะแข่งเปียวอดีอินดีไซเนอร์ห้อยมาทุปีมาขาดูเดียอุดอิงอุดอีนะนั่งเขียดดิงว่านั่งเป็นดีไซเนอร์ที่ขึ้นตาในจันนะนั่งบังโตเรามีแค่เปียวลามแค่ตัวน้อมมาแต่บังเส้นแค่น้อมกระโดดลงมาเป็นโซมีแต่อดีอินนาวปังโนเตที่บังก็รู้จังนะมิสเปียฮิซงอินมีพี่หมายดินงำนะมีพี่หมายเหลาโลกตะกากิมวันนะอันนี้เชนโซมีดูเมย์โนภาษาโนตั้มปีองเปลี่ยนเทนดีอินแต่ดีไซน์นะวันกี่กัดชวนแต่ต่อหินาปังแต่ปัตตาอินะหัวไอซงอินะอันเนไอซงอินะที่บังอินมิสใหญ่ป่วยใหญ่มาเทรนดีไซน์ต่อนาต่อกิเดมสักหนึ่งจีนะที่แกปั้นปีนออกนาและแกเสพเขียนนาฮีลงดัง
ကျေးဇူးတင်ပါတယ်ဒီဆိုသွားကြတဲ့ညီမငယ်9ဦးစလုံးရဲ့အဖြစ်ကိုဒါလူကြီးမင်းနေတခါရဲအကေဖြစ်အမှတ်ပေးပြီးတော့ရွေးချယ်ပေးမှာလားဟုတ်ပါတယ်ကဲပရိသတ်ကြီးစင်ပြမမှာနောက်ဆုံးကြံခဲ့တဲ့9ဦးကအဲ့ဒါတော့လူကြီးမင်းနေရဲ့အကြိုက်နဲ့ရောထပ်ထူကြရလားခင်ဗျာမကြောက်ဆိုရင်တော့ရွေးစရာကျွန်တော်တယောက်ဝဲကြပါတယ်ကဲဘလို့ပဲဖြစ်ဖြစ်ညီမငယ်9ဦးကအကောင်းဆုံးအတော်ဆုံးသူတို့ကိုစွမ်းညံစွမ်းရှိသလောက်တက်နိုင်ဆုံးကြိုးစားပြီးဖြည့်ဆို့သွားကြတာဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ်ဒီလိုမျိုးစင်မြင့်ထက်မှာအများနည်းတူရှင်ပြိုင်နိုင်ဖို့ခွန်အားတွေရရှိတာအင်မတန်ဝမ်းသာစရာပါ။လူကြီးမင်းတွေညီမငယ်9ဦးကို final အမှတ်ပေးဆုံးဖြတ်ပြီးပြီလားမသိဘူးခင်ဗျ။ ဟုတ်ကဲ့ပါကျွန်တော်လာယူပါမယ်ခင်ဗျာโอเค9ယောက်ထဲကနေ3ယောက်ပဲရွေးချယ်မှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ခေါ်ရတဲ့နာမည်3ဝါရောရှိတလန်းစီတိုးပြီးတော့ချန်ရှိနေတဲ့2ယောက်ကစင်မြေအောက်ကိုစင်မြေရမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးကျွန်တော်ရွေးချယ်ခြင်းတဲ့နံပါတ်ကတော့ပြိုင်ပွဲဝင်အမှတ်စဉ်ခါနံပါတ်10ရှိကိုကြွားပေးပါနောက်ထပ်တူကတော့ခါနံပါတ်17ရှိကိုကြွားပေးပါနောက်ဆုံးတူကတော့ခါနံပါတ်3ရှိကိုကြွားပေးပါချန်ရှိနေတဲ့2ယောက်ကတော့စင်မြေအောက်မှာဖြစ်လဲနေရယူပေးပါခင်ဗျာညီမငယ်3ယောက်စလုံးနောက်ကိုတစ်ချက်ပြန်ဆုပ်ပြီးပါဘူးနဲ့ဒီ3ယောက်ထဲရမှာဘယ်သူရမလဲဆိုတော့ပြောသေးဘူးเนาะအဲ့တော့စုချင်းမိမိဖို့အတွက်တာဝန်ရှိသူများကိုစင်မြမောနေရာယူဖို့ဖိတ်ခေါ်ကြပါတယ်ပထမဦးစွာ second runner up တတိယဆုကိုအရင်ဆုံးချီးမြှင့်ပေးကြပါတယ်နံပါတ်3နံပါတ်8 17โอเคပါဘာပဲဖြစ်ဖြစ်ညီမငယ်3ယောက်ထဲကနေပထမဦးဆုံး second runner up ဒုတိယဆုရွေးချယ်ချီးမြှင့်ပေးမှာဖြစ်ပါတယ်second runner up တတိယဆုကိုပေးရချီးမြှင့်ဖို့ရအတွက်တွန်းဆန်မြို့နယ်မြို့သားလွှတ်တော်ကိုယ်စားလှယ်ဒေါ်ချိန်ငိုက်မှန်စင်မြင့်ပေါ်သို့လေးစားဂုဏ်ယူစွာဖြင့်ဖိတ်မှန်တကားပြုအပ်ပါရခင်ဗျာဆီယာရှိရဲ့ Miss 3ယောက်စလုံးကိုအလှကုန်အနေနဲ့ကျွန်တော်တို့ Miss Universe မြန်မာမိုးစဝိုင်ရဲ့ cosmetic တွေစုချင်းမြင်ပေးမှာဖြစ်ပါတယ်ဒီမောက်ဒီဘိုလဲမိုင်းပိုင်နေတော့โอเคပါ好像那边我也快做到人了โอเคပါတတိယဆု second runner up ကိုရရှိသွားတဲ့သူကတော့ပြိုင်ပွဲဝင်အမှတ်စဉ်10ဖြစ်ပါတယ်ခင်ဗျာ
gambarnya untuk itu Demo masih tersedia. Lalu apa yang ada? Ciri kopi cimi bebas ya. The Colombian switch may be there, turns and be able to do Gosele, dodging I man to a Shivargamia. Salabi, first runner up, Judia Sigo, Chimmy Biba, Chimmy Suya, Pine, Winchiju, or Semi Bodo, these are going to be a payment of your Bargamia. Hey, generally, this second. First runner, Judia Su, Jinjali Dane, Patama Badu Suraro, or do Divida Pimava. Okay. Miss Pado 2019 ye Judia Sushin first runner up go Yashi Dore Kana Bagaro Kana Be Sati Pibare Kamia Yamang Sulakan Biba Kamia Judia Su Yashi Dore, Yamang Edo, Lako over the man, go beach me with Wagomia. Again, you could have seen Chimibere, Chimine, Soya, Pine, Winji, 2 wages to Shivagamia. But Amasu Yashi Dore, Miss Quado 2019. Chimmy by the solo Winjitana, Pidanzu Winji, Zania, Simitato, Lizas or here, payment of your Baragamia. Tigini, Miss Quado 2019, oh Yashi Dore Yamang Eliaro, Kana Matome Pibare, Yamang, Gulubi Ape Nide, Edro, Jimmy, Yamalia, Lapa, Dionine, Computer Sabiba. She lives shall be welcome, yeah.
Miss Kwado 2090 အတွက်လက်ခုပ်ဩဘာသများနဲ့ဂုဏ်ပြုချီးမြှင့်ပေးပါဦးခင်ဗျာโอเคပါအခုလိုမျိုးဆွေးချီးမြှင့်ပေးတယ်စောက်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဇနီးအထူးပဲကျေးဇူးတင်ရှိပါတယ်ဆက်လက်ပြီးအစီအစဉ်ရတင်ပွင့်ဝင်အားလုံးကိုတရားလက်ဆောင်ချီးမြှင့်ပါဖြစ်ပါတယ်ရှင်။ဒါကြောင့်မို့လို့ပါဝင်ရှင်ပြိုင်သွားကြတဲ့ညီမငယ်များအားလုံးစင်းရင်းပေါ်မှာပြန်လည်နေရာယူပေးပါခင်ဗျာညီမလေးတို့သုံးခုကလည်းစီမော်မှာနေရာယူပေးပါခဏလေးဆောင်ပေးပါဒီကနေ့ပွဲမှာပါဝင်ရှင်ပြိုင်သွားကြတဲ့ပြိုင်ပွဲဝင်များအားလုံးကိုစင်းရင်းပေါ်မှာပြန်လည်နေရာယူပေးဖို့ဖိတ်ခေါ်ကြပါတယ်မတရားလက်ဆောင်ပေးရချင်းမြတ်ဟောမှာဖြစ်ပါတယ်ခင်ဗျာပြန်ပွင့်ဝင်အားလုံးအတွက်အမတ်တရလက်ဆောင်ပြည့်ပေးပါရန်လာအောင်စီဌာနညွှန်ကြားမှုချုပ်အားလေးစားစွာတင်ပြပါတယ်ရှင်။ဝယ်များအားလုံးရဲ့ကိုစားလက်ခံပေးရဖြစ်ပါတယ်တကူကိုစုတော်ငွေ3000စီချီးမြှင့်ခြင်းခံရပါတယ်ခင်ဗျာလက်ခုပ်ဩဘာသများနဲ့ဂုဏ်ပြုပေးပါခင်ဗျာโอเคပါအခုပြိုင်ပွဲညီမငယ်များနဲ့အတူမတရားတပ်ပုံများရိုက်ကူးဖို့အတွက်ဖြစ်ပါတယ်โอเคသက်ဆိုင်မှာဝင်ကြီးโอเคအရှိမထိုင်နေအဲ့တို့လူကြီးမင်းများအားလုံးခင်ဗျာကျွန်တော်တို့အမတရားတပ်ပုံရိုက်ကူးဖို့အတွက်စင်းရပေါ်မှာနေရာယူပေးဖို့လေးစားစွာပြင်ထက်မှဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ
ဒီကနေ့ကျင်းပပြုလုပ်သော2019ခုနှစ်ယူရခွာလို့ပွဲတော်ဒုတိယနေ့ဖြောပြအစီအစဉ်အောင်မြင်စွာပြည့်မြောက်ကြောင်းကြေညာပါတယ်ရှင် Ina in mulong ito